လက်ရှိသူကခုမှမဟုတ်ဗျာကျွန်တော်တို့2019ဝန်းကျင်2018အရင်အာနာမသိန်းခင်တွေကမြန်မာစနစ်တိုက်လာအဲ့တုန်းကမျိုးတွေဒါမသိန်းနိုင်ဒါပေမဲ့တော်တော်ကိုကျွန်တော်တို့တက်မှတော်တော်များများကိုဖြုံးပြနိုင်တယ်တော်တော်ကိုပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့တက်ရင်းတွေလည်းပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့အနေအထားရှိခဲ့တယ်ပေါ့နော်စစ်သားတွေရဲတွေဆိုရှင်တို့စကားတစ်ခွန်းရှိပါတယ်ရခိုင်ပြည်နယ်ကိုသွားမယ်ဆိုရင်တော်တော်ကြီးကိုကြောက်ကြတာပေါ့နော်ကျွန်တော်နဲ့သိတဲ့ဒုတက်ဘုံမူကြီးတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းကိုကြောင်းကျွန်တော်တို့တိုင်းကိုပြောင်းလာတယ်ဆိုတာဘာပြောလဲဆိုတော့ငါ့ဟိုတဲ့ရခိုင်သားလှော့ရင်ငါလစ်ပြီမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အကောင့်ကိုအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါတယ် like နဲ့ follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်တိုင်းသားတော်လိုင်းတက်ဖွဲ့တွေအားလုံးရဲ့ဂျားထဲမှာတက်တန်းနှုတ်ရဆိုရင်မဲ့အောင်ပွဲတွေအလီလီရနေတဲ့ဒါတက်ဖွဲ့တစ်ခုရှိပါတယ်ဒါတော့ဒါအားလုံးသိတဲ့အတိုင်းအာရခတက်တော် A ပဲပေါ့နော်အာရခတက်တော် A ရာဆိုလို့ရှိရင်ဒီလောက်ပင်လယ်ပြင်ကနေစစ်သမောတွေတိုက်လေရင်တွေဒီကြီးတက်တဲ့အင်အားတွေစတဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့ဒါခုခံပေါ့နော်ခုခံတော်လှန်ခဲ့တာကိုတွေ့ရတယ်နောက်ပြီးတော့အောင်ပွဲတွေလည်းဒီရရှိခဲ့တယ်အခုနောက်ဆုံးရခိုင်ပြည်နယ်တစ်ခုလုံးကိုသူတို့ခြုံငုံပြီးတော့ထိန်းချုပ်နိုင်ဖို့ဆိုလို့ရှိရင်ကြောက်ဖြူစစ်တွေမအောင်ဒီ၃မျိုးနဲ့ပဲကျွန်တော်ရပေါ့နော်အဲ့တော့အာရခတက်တော်ရဲ့ A ရဲ့တွေကအားသာချက်တွေကဘာတွေဖြစ်မလဲသူတို့ကဘယ်လိုမျိုးပုံဖော်လဲပေါ့သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြပြပေးပါဦးအဓိကတော့ဒီအာရခတက်တော်အဓိကတော့ရခိုင်လူမျိုးတွေပေါ့နော်ရခိုင်လူမျိုးတွေကကျွန်တော်တို့ပြောမယ်ဆိုရင်သူကမျိုးချစ်စိတ်ပို့ပြီးတော့ပြင်းထန်တယ်လို့ပြောရမှာပေါ့နော်မျိုးချစ်စိတ်ပြီးတော့စီးလုံးမှုရှိတယ်ကျွန်တော်တို့ဒီတခြားနေရာတွေမှာဥပမာကျွန်တော်တို့တခြားဒေသတွေရောက်သွားတခြားနိုင်ငံတွေရောက်သွားဗမာချင်းကအဲ့လောက်ဟောမှာဖြစ်ဒါပေမဲ့ရခိုင်ကြီးဆိုအရန်စီးလုံးရတယ်ဒါသူတို့ရဲ့အားသာချက်တစ်ခုပေါ့နော်ခုနမျိုးချစ်စိတ်ခုနတော့ကအခုလက်ရှိနောက်သူတို့ရဲ့လက်ရှိမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခေါင်းဆောင်မှုအာရခတက်တော်ရဲ့ဒီခေါင်းဆောင်မှုဘိုင်းမှာလည်းခေါင်းဆောင်မှုကလည်းတော်တော်ကိုပြောမယ်ဆိုပြက်သားနဲ့အခုလက်ရှိဆိုတာပို့ချုပ်ထုံးမြတ်နိုင်ပေါ့နော်အရေးချင်းရှိတဲ့တကယ်လူတော်ခေါင်းဆောင်တယောက်ပေါ့နော်အဲ့ဒါမျိုးရထားလဲပါတယ်နောက်အဓိကတော့သူတို့ရဲ့စီးလုံးမှုပေါ့နော်စီးလုံးမှုတကယ်တမ်းဆိုလို့ရှိရင်ဒီရခိုင်ဒေသတော်လှန်ရေးတခြားလူဟာတွေပို့ပြီးခက်ခဲတယ်ပို့ပင်မန်းတယ်ဥပမာဗျာအခုဆိုရင်ဒါသူတို့ရခိုင်စီဦးခေါင်းဆောင်ပို့ချုပ်ထုံးမြတ်နိုင်တီကိုရောက်ဖို့ရခိုင်ဒေသကိုပြန်ပြီးခြေချနိုင်ဖို့16နှစ်လောက်ကြိုးစားခဲ့ရတယ်ဟုတ်တယ်သူရှေ့ကရခိုင်ခေါင်းဆောင်တွေတုန်းကလမ်းမာတယ်စစ်တပ်ကဖြတ်တိုက်ခံပြီးတော့ကြာဆုံးသွားတဲ့ပုံကိုယ်တွေရှိခဲ့တယ်ပေါ့နော်ဒါသူကတော့ရောက်သွားပြီပြီးတော့ဒီသူတို့ရခိုင်သမိုင်းမှာလည်းလုံးဝခုနရှေ့မှာကိုပြောခဲ့သလိုမျိုး၃မျိုးမှာလည်းမျိုး၃မျိုးကလည်းရှင်းပြောရင်ကျွန်တော်ထင်တဲ့ဒီကြောက်ဖြူစစ်တွေကြောက်ဖြူဆိုလို့ရှိရင်တရုတ်ကစီမံကိန်းတွေရှိတယ်ဗျာစစ်တွေဆိုလို့ရှိရင်လည်းဒါအိန္ဒိယရဲ့စီမံကိန်းတွေရှိတယ်အဲ့တော့ဒီဟာတွေမှာကနိုင်ငံတကာနိုင်ငံခြားတခြားနိုင်ငံတွေရဲ့အကျိုးစီးပွားတွေပါတဲ့အတွက်ထိန်းသိမ်းလုံးနေတဲ့ပုံစံမျိုးတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ကြောက်ဖြူနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့အဲ့ကိုမရောက်ခဲ့ဘူး။ဒါပေမဲ့အဲ့မှာတာဝန်ကျခဲ့ဘူးလေကျွန်တော်တို့အတိအကိုဘာပြောခဲ့လဲဆိုတော့ကြောက်ဖြူရဲ့မြေပြင်အနေထားရဒီတခြားမျိုးတွေလောက်ကိုမခတ်ဘူးပေါ့နော်။အာရခတက်တော်နေတိုက်မယ်ဆိုဒါပေမဲ့ခုနသူတိုက်နေတဲ့ပုံစံလည်းမျောပြီးတော့ဘေးနားပတ်ဝိုင်းပြီးတော့နည်းနည်းချင်းပဲလှုပ်တဲ့ပုံစံမျိုးတွေဒါပေမဲ့ကျွန်တော်ဘာထူးခြားတယ်ဆိုတော့ဒီကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်တယ်တိတ်မကြောက်ဘူးကျွန်တော်တို့ဒီပြည်မဘက်ကနေလေရင်သွားတယ်ပေါ့နော်လင်းသွားတယ်ရှင်းပြောရင်တော်တော်ကိုပြင်းထန်တယ်လို့သိရတယ်ပေါ့နော်တိုက်ပွဲအကြဆုံးမှာလည်းဒီအရာရှိပိုင်းအထိဒီအရာရှိပိုင်းဘုံမှု level ဒါမျိုးတွေဒုတိယဘုံမှုအထိကြာဆုံးထိခိုက်မှုတွေရှိတယ်ဆိုတာသိရတယ်ဒါတရားဝင် line model မတက်ပေမဲ့ကျွန်တော်တို့အတွင်းသတင်းတွေရဒါသိရတယ်ပေါ့နော်အဲ့တော့ဒါပြင်းနောက်ပြီးဒီခုနပြောနေကအဓိကတော့ခုနရခိုင်နေရဲ့စီးလုံးမှုအရန်ရှိတယ်ပြီးလို့ရှိရင်နောက်ပြီးတော့ဒီစစ်တိုက်အာခတ်တော်အေးကသူကဒီတိုင်းလက်နက်ကိုင်ရှင်ကြီးကိုကျွန်တော်တို့ဒီ PDF ရဲဘော်တွေကျွန်တော်စကားပြောပြတယ်သူတို့အာခတ်တော်နဲ့တွဲတိုက်ဖူးတဲ့အဖွဲ့ကြီးပေါ့နော်လက်နက်ကိုင်အချင်းချင်းတောင်သူကလေးစားဘာလို့သူကအမိတ်နာခံမှုအားကောင်းတယ်ပြီးတော့သူကစစ်တပ်ပုံစံအတိုင်းလုံးဝစစ်တပ်ပုံစံနဲ့ဆိုတော့စစ်တပ်ဖွဲ့စည်းအတိုင်းစစ်တပ်ပုံစံမျိုးပဲစနစ်တကျ institution ကိုကောင်းကောင်းခက်ခိုင်မာမာကိုစနစ်တကျလှုပ်ထားတာကိုတွေ့ရတယ်အဲ့ဒါကသူ့ရဲ့အားသာချက်တော့ဖြစ်နောက်ပြီးတော့တခုကလက်ရှိသူကခုမှမဟုတ်ဘူးဗျာကျွန်တော်တို့2019ဝန်းကျင်2018အရင်အာနာမသိန်းခင်တွေကမြန်မာစနစ်တိုက်လာအဲ့တုန်းကမျိုးတွေဒါမသိန်းနိုင်ဒါပေမဲ့တော်တော်ကိုကျွန်တော်တို့တက်မှတော်တော်များများကိုဖြုံးပြနိုင်တယ်တော်တော်ကိုပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့တက်ရင်းတွေလည်းပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့အနေအထားရှိခဲ့တယ်ပေါ့နော်စစ်သားတွေရဲတွေဆိုရှင်တို့စကားတစ်ခွန်းရှိပါတယ်ရခိုင်ပြည်နယ်ကိုသွားမယ်ဆိုရင်တော်တော်ကြီးကိုကြောက်ကြတာပေါ့နော်ကျွန်တော်နဲ့သိတဲ့ဒုတက်ဘုံမူကြီးတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းကိုပြောင်းလာတယ်ဆိုတာဘာပြောလဲဆိုတော့ငါ့ဟိုတဲ့ရခိုင်သားလှော့ရင်ငါလစ်ပြီတဲ့ဒါဒုတက်ဘုံမူကြီးအစင်ရပြောခဲ့တာနော်ဦးစီးရာရှိတကယ်အဲ့လောက်ထိကိုကျွန်တော်ကိုယ်တိုင်လည်းထဲမှာနေကြတော့ရခိုင်ကလူတွေအတွက်ဆိုပြီးတော့လင်းဒီကျွန်တော်တို့သူတို့ DSA အပတ်စင်လိုက်တွေသူတို့
အဲ့လိုမျိုးသူတို့ပို့တဲ့ဟာတွေမှာကျွန်တော်ကိုပြီးတဲခဲ့ဘူးရတယ်ရှိပါဒါပေမဲ့အဲ့လိုပေါ့နော်အဲ့ဒီတုန်းကရခိုင်ကဒီ A ကတော်တော်ကိုအားကောင်းကောင်းနဲ့နောက်ပြီးတော့နောက်တစ်ခုကသူ့ရဲ့အားသာချက်ကကိုစစ်တပ်ဘက်ကသူက AA လို့အတန်ကြားတာနဲ့ကိုတိုက်တော့မတိုက်ရသေးဘူးဒီတက်ထဲမှာဖွဲ့ဟိုတက်အတန်ကြားနိုင်ကိုစစ်သားတွေရဲ့စိတ်တက်ကပြက်စီးခြောက်ချားပြီးပြက်သွားအဲ့လောက်ထိကို တကယ်စီစဉ်နေကြတဲ့တပ်ဖွဲ့တစ်ခုနဲ့ရှင်တန်းရမယ်ဆိုရင်ဟိုသူတို့ကြောက်ကြတာပေါ့ ကြောက်တယ်အဲ့အခုအတန်ကြားရင်ကိုကြောက်တဲ့အနေအထားဖြစ်တာပေါ့နော်တော်တော်ကိုအတိကတော့ခုနပြောနေသူတို့လူမျိုးရဲ့စီးလုံးမှုပြီးလို့ရှိရင်သူတို့ခေါင်းဆောင်မှုအရေးချင်းဒါတော်တော်ကို